ပတ်စံချမ်းသာပြီးတော့သူများပစ္စည်းခိုးနေတဲ့ဟိုဗမာပြည်ကတစ်ခိုးသမားကောင်းလေးမရှိဘူးလားဟိုဘိန်းဆိုင်စားနေတဲ့ကောင်းလေးမရှိဘူးလားစိုက်တဲ့ကောင်းလေးပြောတာနော်ဘယ်ကောင်စိုက်တယ်ငါမသိဘူးဟုတ်ပလားတစ်ခိုးခုံနေတဲ့ကောင်းလေးရောပတ်စံမချမ်းသာဘူးလားချမ်းသာတဲ့ချမ်းသာပေမဲ့တရားစာရတွေဖြည့်ဆည်းလို့အခုရေကြီးတယ်ဆိုတာအဲ့ဒီကောင်းလေးပြဿနာရှာထားတာပေါ့ဟုတ်ပြီနော်တော်တွေပြောင်းနေကုန်အောင်လူများဒုက္ခရောက်အောင်မလုပ်ဘူးလားကုသိုလ်လားအကုသိုလ်လားဘုံကံကြီးမားလို့ပညာတွေတတ်ပြီးတရားသူကြီးတော်ဖြစ်ပါရဲ့နှစ်ဖက်စားခွစားနေတဲ့လက်စားတဲ့တရားသူကြီးရုပ်မာတဲ့လူတွေရောအဲ့ဒါတွေကဘယ်ထဲသွားမဲ့ဟာတွေလဲလာတာတော့အလင်းတွေကလာလို့ကံကောင်းထောက်မှပညာတတ်ကြီးဖြစ်တဲ့ဆရာဝန်ကြီးတော်ဖြစ်တယ်ဒါပေမဲ့ तू ကကရုဏာဆရာဝန်မဖြစ်ဘဲနဲ့အသဗျာဆရာဝန်ဖြစ်နေတယ်အဲ့ဒီကောင်တွေရောပဲသွားမှာကျင်သလားအတခါကုသိုလ်ကံကောင်းလို့ပညာလေးတတ်ကျောင်းဆရာတော်ဖြစ်ပါတယ်စေတနာဆရာမဟုတ်ဘဲနဲ့အသဗျာဆရာဖြစ်နေတယ်အဲ့ဒီကောင်လည်းပဲသွားမလဲကျင်ပြီလားကျောင်းဆရာလှုပ်တိုင်းကုသိုလ်ရတယ်မထင်နဲ့ကွာ